ရှာကောင်းလဲစားရင်ကောင်းလားမွေးငါစားရင်ကောင်းလားရွေးရခက်နေပါတယ်တူတော့ကနှစ်ပွဲလုံးစားပဲကောင်းနေသွားမယ်ကဲဒါကတော့ကျမဆိုင်ဝင်ရောက်ပါပြီဒါကျမစီးလာရဲ့ဖက်နှက်ပါဆိုင်မလေးယောက်ျားလေးတွေရှိပြီအမိကလေးဆိုတော့ကိုတယောက်ပဲရှိအဲ့ဒါနဲ့ကျမမရှိရှိနေပဲဗီဒီယိုလေးတခြားမရရေးလည်းမရခဲ့ပါဘူးဆိုင်တာလည်းမရခဲ့ပါဘူးဒါကတော့ကျမစားလို့တောက်လို့ပြီးတော့အဆောင်ပြန်ရောက်ပါပြီလှုပ်ရှားလုပ်တဲ့အကုန်ပြီးသွားပြီဆိုရင်ကျမကဒီဗီဒီယိုပေါက်ပေါင်းလေးကိုအမြဲတမ်းလာထိုင်နေကြပါထိုင်ပြီးတော့လမ်းဘက်ကိုအမြဲတမ်းမြည်နေကြပါရှားခောက်ဆိုင်တဲ့မွေးကနှစ်ပွဲလုံးကိုတခါတည်းစားလာတော့မှပဲကျမဗိတ်ပြေလို့မခံစားရသေးပါဘူးဒါကတော့ကျမတို့အဆောင်ရဝရင်နာဘက်ပါကျမအရင်ချိတ်တဲ့နေရာလေးပေါ့ရှင်ဒီဝရင်နာဘက်လေးကနေထွက်ချင်လေးကိုနေချင်းရောကြည့်လို့ရပါတယ်နောက်တဲ့ဘာစားရင်ကောင်းလဲလို့ကျမစဉ်းစားနေရပါကျမအတွေ့အကြုံမှာစားဖို့တောက်ဖို့ပဲဝင်းလေးဖြစ်နေပါရဲ့ရှင်ဒါကတော့ကျမအမနီပုံစံမှာရှင်တို့ရဲ့အရင်ကညီတွေ့နေချင်နေမှာဆက်နေမဟုတ်ပါဘူးကျမအဆောင်ကနေကျမဝတ်တဲ့ပုံစံမှာရှင်ရှားကောက်ဆင်းလေးစားပြီးတော့မွေးငါလေးစားပြီးတော့ရေးဆိုတော့ကျမနောက်ထပ်ဘာစားရင်ကောင်းလဲစဉ်းစားနေရရှင်လည်းကိုယ်ပြီးစဉ်းစားပြီးကြပါအောင်